ဖြစ်ပျက်တဲ့ရကောင်းမှာမကော်ဖီပလိန်နဲ့စီးဘောနဲ့အိတ်ကတ်ထဲမှာအိမ်မက်တွေရှိတယ်။ချိုရာရီမြဲမြံလို့ချိုရာရီပြောက်ခွဲမမနဲ့နေရတဲ့အခါရာရာဟာပြောက်ခွဲငှက်ကလေးဖြစ်ရပါစေမမလည်းခုတ်တဲ့ကငှက်ကလေးတစ်ကောင်ဖြစ်ရပါစေလွတ်လပ်မှုကိုတိတ်ချိုက်တဲ့ကောင်ကိုတောင်မှန်ကိုချိုလို့မမနဲ့နေပါစေဖန်ရီမပါတော့မြတ်တာများတေချောတဲ့ရောက်ရှိလူချင်းနဲ့ပိုင်ဆိုင်မှုပြဖို့ကလေးဟာမမရဲ့ကွယ်နှုတ်ခမ်းချော်ကလေးပြုံးတဲ့အခါမျက်တောင်ကောက်ကလေးလှုပ်တဲ့အခါထပ်ဖြစ်မဲ့ကဘာဆင်းရဲ့တရားခင်ဟာမမဖြစ်မှာကိုပဲကျွန်တော်ဆိုရင်လည်းအလင်းကြီးပြောင်းတဲ့ခုနှစ်တည်းဟာမမရဲ့ပြုံးကိုအမိရှာရှာအမိမောင်မတဲတဲ့ကာလာတို့နှင်းဖြော်ပြောက်ခွဲစိတ်တုံးကြဆန္ဒရှိသမျှကိုတိုင်ယူနေရခြင်းကျွန်တော်ဟာမမစစ်တမင်းပေါ်ရှင်ခွင်တော်လည်းအကြောင်းဖြေကြော်နေလာရပြီရှင်